Okay အားလုံးပဲမင်္ဂလာပါရှစ်လက်စင်တွေမှာစာရိုက်တာတွေလည်းလေ့ကျင့်ပြီးလောက်ပြီလို့ထင်ပါတယ်စာရိုက်တဲ့အခါမှာလက်ကွက်လေးတွေကိုမှန်မှန်ကန်ကန်လေးနဲ့ရိုက်တက်ပြီးလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေအခုအဓိကသင်ခန်းစာတွေကိုစပြီးသင်တော့မယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်က Microsoft Software လေးကိုကျွန်တော်စပြီးပြောမှာပဲပေါ့အဲ့တော့ software လေးကတော့ဟောဒီကဒီအပြရောင်ပေါ့နော် web ဆိုတဲ့ software လေးဖြစ်ပါတယ်အဲ့ဒီ software လေးကိုကျွန်တော်ဖွင့်ဖို့ဆိုလို့ရှိရင်တော့ double click နှိပ်ပြီးတော့ဖွင့်မှာပါပေါ့အဲ့တော့ကျွန်တော်ကလက်ညှိုးလေးပေါ့နော် left click လေး double click နှိပ်လိုက်ပါမယ်နှစ်ချက်နှိပ်လိုက်တဲ့အခါမှာ software ပွင့်လာပါလိမ့်မယ်ဒါဆိုကျွန်တော်ပွင့်လာပြီပေါ့နော်ပွင့်ခြင်းမှာဒါကျွန်တော်မြင်ရတဲ့အနေထားမှာဟောဒီဘက်ကဒါကျွန်တော်တို့ဒီမှာ blank document ဆိုတာရှိတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း document ထပ်တည်ပြင်မှာရှိတယ်ပေါ့နော်ဒီကောင်တွေကိုတော့ကျွန်တော်က template လို့ပြောချင်ပါတယ်ပေါ့နော်သူတို့က template ဆိုတာကကျွန်တော်တို့အနေနဲ့ခေါ်လိုက်တယ်ခေါ်ပြီးလို့ရှိရင်သူတို့စာဒီဇိုင်းတွေရှိပြီးသားဗျအဲ့ဒီဇိုင်းတွေမှာကျွန်တော်တို့ရိုက်ထည့်ရုံပဲအဲ့လိုပုံစံမျိုးဒါတွေကကျွန်တော်အဲ့လိုမျိုးမလိုဘူးကိုယ့်ဘာနဲ့ကိုယ်ပဲစချင်းမှာလေ့ကျင့်မှာကိုယ်တိုင်းစာတွေရိုက်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကတော့ဒီကblank document ကိုယူလိုက်မှာဖြစ်ပါတယ်အဲ့တော့ blank document ကိုယူမယ်ဆိုလို့ရှိရင်တော့ left click လက်ညှိုးလေးကိုတစ်ချက်ထဲထောက်ရုံပါပဲ okay ထောက်လိုက်ပါပြီပေါ့နော်ထောက်လိုက်လို့ရှိရင်ကျွန်တော်အခုလိုမျိုး Microsoft Word ကြီးမြင်ရမယ်ပေါ့မြင်ရတော့ကျွန်တော်ကဒီနေ့စပြောသွားမှာကတော့ဒီ Microsoft Word ထဲမှာဖွင့်ချင်းမြင်ရတဲ့အခေါ်အဝေါ်တွေကိုစပြီးပြောပေးသွားပါမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့စကြမယ်ပေါ့အဲ့တော့အဲ့ဒီအလဲကောင်မှာဒီမှာအပေါ်ဆုံးကနေကျွန်တော်စပြောမယ်ပေါ့နော်အပေါ်ဆုံးဟောဒီအလဲမှာ document 1 word ဆိုတာရှိပါတယ်ဒီနေရာလေးပေါ့နော်ဒါလေးကိုကျွန်တော်တို့တွေက title bar လို့ခေါ်ပါတယ် title bar ဘာလို့ title bar လို့ပြောလဲဆိုရင်ကျွန်တော်တို့အခုဒီ file อ่ะပေါ့နော်ကျွန်တော်တို့ခေါ်ခဲ့တဲ့ blank document ခေါ်တာအခုမှ document တစ်ခုစခေါ်တာဖြစ်ကြအောင်ဒီမှာသူက document 1လို့ပြောတာကျွန်တော်တို့အနေနဲ့နောက်ထပ်ဒုတိယအကြိမ်ထပ်ခေါ်မယ်ဆိုဒီမှာ document 2လို့ပြလိုက်မယ်အဲ့ဒီကောင်လေးကဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ file ကဥပမာဆိုကြပါကျွန်တော်တို့တွေကCV file ရိုက်တယ်ဆိုလို့ရှင်ဒီမှာကျွန်တော်တို့တွေက file ကို CV file ဆိုပြီးတင်လိုက်မယ်နာမည်လေးပေးပြီးတင်လိုက်မယ်အဲ့ဒါဆိုလို့ရှင်ဟောဒီနေရာမှာသူက CV file လို့ပြလိုက်မှာဒီနားလေးမှာdocument 1လို့ပြမှာမဟုတ်တော့ဘူးကျွန်တော်တို့ file ကိုမှတင်လိုက်တဲ့နာမည်အတိုင်းပဲသူကဒီနေရာမှာလာပြပေးသွားမှာဒါကျွန်တော်တို့တွေက title bar ဖြစ်ပါတယ် title bar ပေါ့နော်နာမည်စေ့တဲ့နေရာလေး sorry နာမည်စေ့တာဆိုတာနာမည်ပြတာပေါ့နော်ကျွန်တော်တို့ရဲ့ file ကဘာနာမည်ဖြစ်တာလဲဘယ်လိုပုံစံဘာနာမည်လဲဒါမျိုးပုံစံပြတဲ့ဟာကိုကျွန်တော်တို့တွေက title bar လို့ခေါ်ပါတယ် title bar ပေါ့နော်အဲ့တော့ဟုတ်ပြီ title bar လေးရမယ်ဆိုရင်ကျွန်တော်ဟိုဘက်ညာဘက်ကိုဆက်သွားပါမယ်ဒီမှာကျွန်တော် sign in ရှိရပေါ့နော် sign in ရတော့ကျွန်တော်တို့ Microsoft account sign in ဝင်တာပြောဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဝင်မထားဘူးပေါ့နော်ဒီဘက်ကိုကျွန်တော်ဆက်သွားမယ်သွားတဲ့အခါမှာဒီမှာ mouse pointer ကျွန်တော် pointer တင်လိုက်မယ်ဒီကောင်လေးတင်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်စာလေးပြတယ်ပေါ့နော် ribbon display option ဆိုပြတယ်ဒီကောင်လေးကိုကျွန်တော်ခဏကြော်လိုက်မယ်ပေါ့နော်ကြော်လိုက်မယ်ညာဘက်ကိုကျွန်တော်ဆက်သွားမယ် minimize လို့ပြလိမ့်မယ် minimize ကျွန်တော် click ထောက်လိုက်ပါမယ် software လေးပျောက်သွားတယ်အမှန်ကပျောက်သွားတာမဟုတ်ဘူးဒီကောင်လေးကျွန်တော်ခဏဖျောက်လိုက်တာပေါ့နော်တော့ဘယ်အချိန်မှာတုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကငါတို့လုံးလက်ဆိုင်ရှိနေတဲ့ file လေးခဏဖျောက်ပြီးတော့တခြားသောဟောဒီကဒီ software တွေကျွန်တော်ဖွင့်နေတယ်ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်ဖွင့်လို့ရအောင်ခဏလေးဖျောက်လိုက်တာတခြားသောကိစ္စရဲ့တစ်ခုခုလုပ်ချင်တဲ့အခါမှာကျွန်တော်သုံးတာဗျာဘာလဲဆိုဖုန်းတွေမှာဆိုလို့ကျွန်တော် home key နဲ့ထွက်တယ်လို့မျိုးပဲအဲ့လိုပုံစံဒီမှာကျွန်တော် minimize ကိုနှိပ်လိုက်မယ်သူပိတ်တာမဟုတ်ဘူးပိတ်လို့ရှိရင်ကျွန်တော်လုံးဝပိတ်ကြတော့မှာကိုလုံးနေတဲ့ဟာတွေလုပ်ငန်းစဉ်တွေအကုန်လုံးရက်ပြီးတော့ပိတ်သွားမှာဒါကျွန်တော်ပိတ်တာမဟုတ်မြင်ကွင်းကနေမှာခဏဖျောက်ပြီးတော့တခြားလိုအပ်မဲ့ file လေးတွေကျွန်တော်တွေကဖွင့်ကြည့်ကြတဲ့ပုံစံဒါလေးရโอเคမယ်နော်အဲ့ဒီအကောင်လေးကျွန်တော်ပြန်ခေါ်ကြမယ်ပြန်ခေါ်လို့ရှိရင်ဘယ်မှာရှိလဲဆိုလို့ရှိရင်ဟောဒီကအောက်က test bar ဒီအတန်းကြီးထဲမှာရှိပါတယ် test bar ထဲမှာဒီကောင်လေးဆိုတာကျွန်တော်တို့အောက်မှာအပြာရောင် line လေးနဲ့ကျွန်တော်တို့မှာတားထားတဲ့ဟာဆိုဒါဆိုကျွန်တော်တို့က open app လေးတွေဖြစ်ပါတယ်ဗောနော် open software လေးဖြစ်ပါတယ်ဒါလေးကျွန်တော်တို့တွေကကိုဖွင့်နေတာပါလဲ web ဆိုရင်ကျွန်တော်တို့ကဒီက web ကို click left click လေးထောက်လိုက်ပါဒါဆိုရင် Microsoft Word လေးပွင့်လာပါလိမ့်မယ်ဒါကျွန်တော်စောနာတော့က minimize လုပ်ထားတဲ့ကောင်လေးဒါကျွန်တော်ပြန်ခေါ်လိုက်တာ minimize ပြန်ခေါ်အဲ့လိုပုံစံဗောနော်ဟုတ်ပြီတော့ဟောဒီဘက်ကိုဆက်သွားမယ်ဒီကောင်လေးဒါလေးကကျွန်တော်တို့ restore down လို့ပြောပါတယ် restore down ဆိုတော့ကျွန်တော်ဒီမှာဒါလေးကို click ထောက်လိုက်မယ်ထောက်လိုက်တဲ့အခါမှာအခုလိုမျိုးဒါကျွန်တော် floating လေးဖြစ်သွားတယ်တွေ့လား software လေးကဒီလိုမျိုးလိုပုံစံလေးနဲ့ကျွန်တော်တို့ရဟိုဘက်ဒီဘက်ရွှေ့လို့ရတယ်ဒီမှာဆိုဒီကောင်လေးကျွန်တော် Excel လေးကျွန်တော်ပြန်ခေါ်မယ်ခေါ်ပြီးဒီလိုမျိုးပုံစံတွေ့လားညံ့လာပြီနော်ဒီလိုပုံစံလေးကျွန်တော်တို့တွေကနေရာလေးတွေအခုလိုမျိုးရှင်တွဲပြီးတော့ကြည့်လို့ရတယ်ဒီလိုပုံစံဒီကျွန်တော် growth ပေးလိုက်ပါမယ်ဟုတ်ပြီတော့ဒါလေးကိုကျွန်တော်တို့တွေကပုံမှန်အတိုင်းပြန်မြင်ခြင်းတယ်ဆိုလို့ရှိရင်ဒီမှာ pointer တင်ကြည့်လိုက်တော့ maximize လို့ပြပါလိမ့်မယ် maximize ကျွန်တော်တို့ကပြန်ချဲ့တာပေါ့နော် click ထောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့မြင်ဝင်ကကြီးသွားလိမ့်မယ်အဲ့တော့အဲ့ဒီ restore down နဲ့ဟောဒီပေါ်ကနေမှာနော်ကျွန်တော်ရဲ့ mouse pointer မြားလေးကိုကြည့်ဒီ document 1 web နားလေးမှာကျွန်တော် click လေးထောက်ပြီးတော့အောက်ကိုဆွဲချလိုက်ဒါဆိုရင်လဲဆောင်းတာမှာကျွန်တော် restore down နဲ့အတူတူပဲဒါလေးကို click ဖိပြီးတော့ဟောဒီအပေါ်ဆုံးသွားပြီးတိုက်လိုက်ဒါဆိုရင်ကျွန်တော်ဒီမှာအခုလိုမျိုးပေါ်သွားပါလိမ့်မယ်အဲ့တော့ပုံစံအားဖြင့်ကတော့အတူတူပဲကိုစင်ပြသုံးပေါ့နော်အဲ့တော့ဒါလေးက restore down နဲ့ maximize ဖြစ်ပါတယ်ဒီဘက်မှာဒါလေးကတော့ close button ဖြစ်ပါတယ်ဒါကျွန်တော်တို့တွေကနှိပ်လိုက်မယ်ဆိုလို့ရှိရင် software ပိတ်သွားလိမ့်မယ်ဒါကျွန်တော်တို့ကပြန်ဖွင့်ရမယ်ပေါ့နော်ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းစဉ်တွေအကုန်လုံးရပ်သွားပြီးတော့မှသူကပိတ်သွားမှာလုံးဝပိတ်ချလိုက်တာ software ကြီးကိုလုံးဝပိတ်ချလိုက်တဲ့သဘောမျိုးပေါ့နော်ဒီကောင်ကတော့အဲ့တော့ကွာခြားတာက minimize နဲ့
close နဲ့ကမတူဘူး minimize ကကျွန်တော်ခဏဖျောက်ထားတာပြီးရင်ကျွန်တော်တို့တွေကပြန်ပြီးတော့ဖော်လို့ရတယ်အဲ့လိုပုံစံပေါ့နော်ဟုတ်ပြီအဲ့တော့ဟောဒီဘက်ကိုဆက်သွားမယ်ဒီဘက် channel အကောင့်တွေရမယ်ပေါ့နော်ဒီ ribbon display option နဲ့ကျွန်တော်ခဏကြော်ခဲ့တယ်ခဏနေမှကျွန်တော်ပြန်လာမယ်အဲ့ကိစ္စလေးကိုပေါ့နော်ဟုတ်ပြီတော့ဒီဘက်ကိုဆက်သွားကြမယ်ဒီဘက်မှာကျွန်တော်ဟောဒီမှာမြားအကောက်လေး2ကောင်းနေဒီမှာ4000အတုံးလေးရှိရပေါ့ဒီကောင်လေးပိုင်းနေတယ်တော့ save လို့ပြောရပေါ့နော်ဒီအုပ်စုလေးကိုကျွန်တော်တို့ကဘာလို့ပြောလဲဆိုလို့ရှိရင် quick asset 2ပါလို့ပြောတယ် quick asset 2ပါ quick asset 2ပါဆိုတာကကျွန်တော်အလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်လို့ရအောင်တူးလေးတွေကိုထုတ်ပေးထားတဲ့ပုံစံမျိုးဥပမာကျွန်တော်တို့တွေကဆိုကြပါစို့နော်ဟိုထားပါတော့တခုခုပစ္စည်းတခုခုကျွန်တော်ပြင်တယ်ပေါ့ဗျာစက်ပြင်တယ်ဆိုပါစို့ကျွန်တော်တို့အခုပြင်နေတဲ့နေရာအစိပ်ပိုင်းနဲ့ပတ်သက်တဲ့ဟိုတူးတွေလိုမယ်ဗျာဆိုလို့ကျွန်တော်ဂွားတွေnet jet တွေထားသဖြင့်အဲ့လိုဟာတွေလိုနိုင်မယ်အဲ့တော့အဲ့ဒီကျွန်တော်တို့အခုပြင်နေတဲ့အစိပ်ပိုင်းနဲ့ဆိုင်နဲ့ဂွားကနံပါတ်တစ်ခုရှိမယ်ပေါ့နော်အဲ့ဒီဂွားလေးကျွန်တော်တို့လိုမယ်အဲ့ဒါကိုကျွန်တော်တို့ကဂွားပုံးလိုက်ကြီးယူလာမယ်ပုံးလိုက်ကြီးပေါ့နော်ဂွားထည့်ထားတဲ့ပုံးလိုက်ကြီးယူလာမယ်ယူလာပြီးတော့မှပစ္စည်းကိုဖြုတ်လိုက်ပြီးရင်အဲ့ဂွားပုံးတွေကိုပြန်ထည့်လိုက်ဒါဆိုကျွန်တော်တို့တွေကအဲ့ဂွားပုံးထဲမှာပဲပတ်ချလေးနေမှာပစ္စည်းတွေရောထွေးပြီးတော့ဟိုရှာတေးရှာတွေဖြစ်နေမှာအဲ့တော့ကျွန်တော်တို့ကအဲ့လိုမလုပ်ဖဲနဲ့ကိုအခုလုံနေတဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့တူးလေးတွေကိုမှအပြင်မှာထုတ်ထားတယ်အဲ့တော့ကိုယ့်အနေနဲ့အဲ့တူးတွေကိုပဲအမြဲတမ်းသုံးရမယ်ခဏခဏသုံးရမယ်ကိုယ့်အတွက်ပို့ပြီးတော့ညံအောင်လို့ထုတ်ပေးထားတဲ့နေရာမျိုးအဲ့တော့ကျွန်တော်တို့တွေကကိုယ့်ရဲ့ဆက်တူးပါလို့ခေါ်တယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကတူးတွေရှိရပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့ဘေကောင်လေးတွေကအသုံးများလဲအသုံးများတဲ့တူးလေးတွေကိုအပြင်မှာထုတ်ထားဒီမှာဆိုတော့ကျွန်တော်ကထုတ်ထားတာတော့ဒီဘက်က customize ကိုယ့်ရဲ့ဆက်တူးပါမှာထောက်ပြီးတော့ save တွေရှိမယ် undo နဲ့ redo ထုတ်ထားတယ်ကိုယ့်အနေနဲ့ဒီက new လေးထုတ်ချင်တယ်ဆိုလို့ရှိရင်လည်းမှန်ချစ်ပေးလိုက်ဒါဆိုရင်ဟောဒီပေါ်မှာ new ဆိုပြီးပေါ်နေလိမ့်မယ် customize လုပ်မယ်ထပ်ပြီးမင်းတို့ဘာတွေခေါ်ချင်သေးလဲနော်ကိုခေါ်ချင်တဲ့အောင်ခေါ်ဒီမှာဆိုကျွန်တော် open နှိပ်လိုက်မယ်ဆိုဒီမှာ domain ပေါ်လာလိမ့်မယ်မလိုချင်ဘူးဆိုရင်တော့ပြန်ဖြုတ်ပေါ့နော်ကိုမလိုချင်တဲ့ဒီကတူးလေးတွေကိုပြန်ဖြုတ်လို့ရပါတယ်ဒါလေးကကျွန်တော်တို့တွေကကိုယ့်ရဲ့ asset တူပါကိုယ့်အနေနဲ့အလုပ်လုပ်တဲ့အခါမှာခဏခဏသုံးနေရတာခဏခဏအသုံးပြုရတဲ့အရာလေးတွေဒီတူးလေးတွေကျွန်တော်တို့တွေကအပြင်ကိုထုတ်ထားပေးတဲ့ပုံစံပဲဒါလေးကကိုယ့်ရဲ့ asset တူပါဖြစ်ပါတယ်နာမည်လေးက okay ဟုတ်ပြီတော့ဒီဘောကအတန်းရပြီဆိုလို့ရှိရင်ကျွန်တော်အောက်ကိုဆက်ဆင်းပါမယ်အောက်မှာဘာရှိလဲဆိုလို့ရှိရင် ribbon bar ရှိတယ်ဒီကောင်ကြီးတစ်ခုလုံးကျွန်တော်တို့က ribbon bar လို့ခေါ်တယ်ဘယ်ထိလဲဆိုလို့ရှိရင်ဟောဒီကဒီမှာ1 2 3ဒီပေရန်ပုံစံလေးနဲ့တူတဲ့ဟာရဲ့အထက်ထိပေါ့နော်ဒီကနေစပြီးတော့ဒီရောက်ထဲထိဒါတွေအကုန်လုံးကျွန်တော်တို့က ribbon bar လို့ခေါ်တယ်စလုံးပေါင်းကတော့ကျွန်တော်ဘယ်လိုပေါင်းလဲဆိုတော့ RIBBON ribbon bar လို့ခေါ်တယ်ပေါ့နော် ribbon bar အဲ့တော့ဟုတ်ပြီဒီ ribbon bar ကိုကျွန်တော်ပြောတဲ့အခါမှာ ribbon bar ကဘာနဲ့တူလဲဆိုလို့ကျွန်တော်တို့တွေကသူ့အကန့်နဲ့သူ့အပိုင်းနဲ့တူပေါ့နော်သူ့အပိုင်းနဲ့သူ့အကန့်နဲ့သူရှိတယ်အဲ့တော့ ribbon bar ကိုကျွန်တော်စပြောမယ်အဲ့တော့ဟောဒီတစ်ခုလုံးဘားတန်းတစ်ခုလုံးကို ribbon bar လို့ခေါ်တယ်ပေါ့နော်အဲ့ ribbon bar ထဲမှာတဲ့ပါဝင်တဲ့အစိပ်ပိုင်းတွေကကျွန်တော်တို့သူ့အကန့်နဲ့သူ့အသီးနဲ့သူရှိတယ်ပေါ့နော်သူ့အကန့်နဲ့သူရှိဥပမာကျွန်တော်ဥပမာပေးရလို့ရှိရင်အုံသီးလိုမျိုးပေးလို့ရတယ်အုံသီးဆိုလို့ရှိရင်ကျွန်တော်တို့တွေအပြင်မှာအခွန်ရှိတယ်အခွန်ထက်ခွာလို့ရှိရင်နောက်တစ်ခုတကန်းထက်ရှိတယ်အဲ့တကန်းထက်ခွာတော့အဆန်တွေ့တယ်အဆန်ကိုထပ်ဝင်လို့ရှိရင်ရေတွေ့တယ်ဗျာအဲ့လိုအလွာလိုမျိုးပဲဒီ ribbon bar ကလေသူ့အလွာနဲ့သူ့ပုံစံနဲ့သူရှိပါလိမ့်မယ်ဒီကောင်ကလည်းโอเคเนาะအဲ့လိုပုံစံအဲ့တော့ကျွန်တော်တို့ဒီ ribbon bar အတန်းအထူကြီးအကြီးတွေကိုကျွန်တော်တို့ဒီပိုင်းကြီးဝင်ကြမယ်ပထမဦးဆုံးဝင်လိုက်မယ့်ဟာဘာလဲဆိုတော့ TAB tab ribbon bar ထဲမှာဘာတွေရှိတယ်ဆိုရင်ကျွန်တော်တို့တွေက tab တွေရှိတယ် TAB tab ပေါ့နော် tab ဘယ်ဟာ tab လို့ခေါ်လဲဆိုရင်ဟောဒီຢာဒီမှာ file တို့ home တို့ insert တို့ design တို့ layout တို့ဒီကောင်တွေရှိလိမ့်မယ်เนาะ reference စသဖြင့်အဲ့ဒီကောင်တော့ကျွန်တော်တို့တွေက tab လို့ခေါ်တယ် home tab insert tab design tab layout tab စသဖြင့်အဲ့လိုမျိုး tab တွေလို့ခေါ်တယ်အဲ့ tab တွေထဲမှာလေပါဝင်တဲ့ပစ္စည်းတွေဒီမှာကြည့်အောက်မှာပါတဲ့ပစ္စည်းတွေကမတူကြဘူးတစ်ခုနဲ့တစ်ခုပြောင်းလဲနေကြတယ်โอเคမင်းတော့နံပါတ်1ဘာတွေ့လဲဆိုလို့ရှိရင်ကျွန်တော်တို့ tab တွေတွေ့တယ် tab အဲနောက်တစ်ခုကျွန်တော် tab တွေကိုထပ်ဝင်လို့ရှိရင်တဲ့ဘာတွေတွေ့လဲဆိုလို့ရှိရင်အုပ်စုတွေထပ်တွေ့ပါတယ်အုပ်စု group တွေထပ်တွေ့ရပေါ့နော်ဒီမှာဆိုကျွန်တော် home tab ထဲကိုဝင်တယ်အုပ်စုတွေတွေ့တယ်ဘလို့အုပ်စုလဲဆိုလို့ရှိရင်ဒီမှာကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင် clipboard font paragraph style ဒီကောင်လေးတွေကကျွန်တော်တို့အုပ်စုတွေဖြစ်ပါတယ်ဘလို့ခွဲလဲဆိုလို့ရှိရင်တို့ကဗျာဟိုတူညီတဲ့တူးလေးတွေတူညီတဲ့ command ကလေးတွေကိုသူ့အုပ်စုနဲ့သူဖွဲ့ပေးတာဒီကောင်ဆိုကျွန်တော်တို့ကဒါ font အုပ်စု font နဲ့သက်ဆိုင်တဲ့ပြင်မဲ့ဟာတွေအကုန်လုံးကဒီ font ထဲမှာရှိမယ်ပြီးရင် paragraph group paragraph စာပိုင်းနဲ့ဆိုင်လို့ငါတို့ပြင်ကျင်တဲ့အရာတွေအကုန်လုံးက paragraph ထဲမှာရှိလိမ့်မယ်အဲ့လိုပုံစံမျိုးအဲ့တော့ဒါလေးကကျွန်တော်တို့က clipboard group font group paragraph group ဒီလိုမျိုးအုပ်စုလေးခွဲအုပ်စုလေးတွေကိုခွဲထားတဲ့ပုံစံအရာကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ clipboard နဲ့ဒီ font နဲ့ကြားမှာဒီမှာ line main လေးရှိပါတယ်ဒီမှာဆိုလဲ font line main လေးရှိတယ် paragraph line main လေးရှိတယ်တွေ့လားအဲ့တော့အဲ့လိုပုံစံမျိုးတို့တွေက group တွေကိုခွဲထားပါတယ်အဲ့တော့ ribbon bar ထဲမှာဘာရှိလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တွေ tab တွေရှိတယ်အဲ့ဒီ tab တွေထဲမှာဆိုလို့ရှိရင်ဘာတွေထပ်တွေ့လဲဆိုလို့ရှိရင်အုပ်စုတွေထပ်တွေ့တယ်ဒီမှာဆိုလို့ရှိရင် insert ထဲမှာလဲ page group table group illustration group element group တွေ့လားသူ့အုပ်စုနဲ့သူဒီမှာဆိုလဲ design ဆိုလို့ရှိရင်လည်းဒီမှာအုပ်စုတစ်ခုရှိမယ်ဒီမှာအုပ်စုရှိမယ်layout ထဲလဲ
Pacera group paragraph group တွေ့လားသူ့အုပ်စုနဲ့သူရလေးတွေစုပေးထားတယ်အဲ့လိုပုံစံအဲ့တော့ကျွန်တော်တို့တွေက ribbon bar ထဲမှာ tab ထဲကိုပါထပ်ဝင်လဲဆိုလို့ရှိရင် group ထပ်ဝင်တယ်အဲ့ဒီ group တွေကိုကျွန်တော်ထပ်ဝင်လို့ရှိရင်ဘာတွေထပ်တွေ့လဲဆိုလို့ရှိရင် command ကလေးထပ်တွေ့တယ် command ဆိုတာကဒီမှာဗျာဒီ form group ထဲမှာဆိုလို့ရှိရင် b တို့ i တို့ u တို့ a တို့ a တို့တွေ့လားဒီလိုပုံစံဒါလေးတွေကကျွန်တော်တို့တွေက command လို့ခေါ်တယ်ဒီဘက်မှာဆိုလဲ paragraph ဒီ paragraph တွေကကျွန်တော်တို့တွေက command တွေဖြစ်တယ်ဒီမှာနော်ဒီຢာလေးဒါလေးတွေကကျွန်တော်တို့တွေက command ခိုင်းစေတာငါတို့ဒီစာလေးကိုငါတို့မဲကျင်တယ်ဆိုလို့ရှိရင်ဒီမှာတွေ့လားထောက်လိုက်ဆိုတွေ့လားစာလေးမဲသွားတယ်စောင်းကျင်တယ်โอเคလားဒီလိုပုံစံမျိုးကျွန်တော်တို့တွေက command ပေးရတာအဲ့တော့ဘာထက်တွေ့လဲဆိုလို့ရှိရင် command တွေထပ်တွေ့ပါတယ် command command လေးထပ်တွေ့ပါတယ်ပေါ့နော်ရမလားအဲ့တော့ ribbon bar tab group command နောက်တစ်ခုနဲ့ကျွန်တော်တို့ဘာတွေထပ်ရှိသေးလဲဆိုလို့ရှိရင် dialog box lecture လေးရှိပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်စလုံးပေါင်းမိမယ်နော် dialogbox box launchers okay တော့ dialog box lecture ဆိုတာဘယ်လိုပုံစံကိုပြောရလဲဆိုတော့ तू ကတိတ်ပြီးတော့သုံးနေတယ်ပေါ့နော်တိတ်ပြီးတော့မသုံးရပါဘူးလက်တွေ့မှာတော့ဘယ်ကောင်လေးဆိုတော့ဟောဒီမှာကြည့်ဒီ group လေးတွေရဲ့ဒီဘက်တောင်လေးတွေမှာရှိရညလာမသိဘူးနော်ဒီမှာနော်သင်္ကေတလေးမြားလေးရဒီမှာဘေးလေးကိုအောက်ဆိုင်ဆိုင်လေးနေပေါ့နော်ဒါလေးရှိဒါဆိုကျွန်တော်တို့တွေက dialog box lecture လို့ခေါ်တယ်ဒီကောင်လေးတွေဒါဆိုကျွန်တော်တို့ font तू ကဘယ်အချိန်မှာသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟောဒီမှာမြင်ရတဲ့ ribbon bar ပေါ်မှာမြင်ရတဲ့ဒီ command ကလေးဒါကျွန်တော်တို့တွေကအခြေခံပဲရှိတယ်ဒီကောင်လေးတွေကဒီကောင်တွေအကုန်လုံးရဲ့ setting တွေအကုန်လုံးချိန်နေတာအသေးစိတ်ကစချိန်နေတယ်ဆိုဒီကောင်လေးကိုထောက်လိုက် dialog box ကြီးကြာလာလိမ့်မယ်ဒီမှာဒီထဲမှာပဲကျွန်တော်တို့ရဲ့ setting တွေကိုဒီမှာကျွန်တော်တို့ထပ်ပြီးချိန်လို့ရတယ်ကိုလိုချင်တယ်လို့ကိုစလုံးတွေကျွန်တော်တို့ရဲ့ text box ခတ်မှာလားဘလိုပုံစံစလုံးတစ်လုံးနဲ့တစ်လုံးကြားအကွာဝေးထားမှာလားကိုစာရိုက်လို့ရှိရင်အများနဲ့ပေါ်နေတဲ့ font size ကြီးရရောဘလိုထားချင်တာလဲဒါတွေအကုန်လုံးကျွန်တော်တို့ဟောဒီဘက်က setting box ထဲမှာကျွန်တော်တို့တွေကချိန်လို့ရတယ်ဒါကျွန်တော်တို့ dialog box lecture ပါအဲ့ဒီ dialog box lecture ကလည်း group တိုင်းမှာပါတာမဟုတ်ပါဘူးဒီမှာဆိုကျွန်တော် insert ထဲဆိုလို့ရှိရင်ဒီကောင်းလေးဆိုမပါဘူးတွေ့လားဒါပေမဲ့ဟောဒီ home ဆိုလို့ရှိရင်ဒီမှာ paragraph လည်းပါတယ် font လည်းပါတယ် clipboard လည်းပါတယ် style လည်းပါတယ်ဆိုတဲ့ဖြင့် editing ဆိုရင်ဒီမှာမပါတော့ဘူးပေါ့နော်အဲ့လိုပုံစံအဲ့တော့ဒါလေးတွေကဘာလဲဆိုတော့ dialog box lecture ဖြစ်ပါတယ်အဲ့တော့ ribbon bar ကြီးထဲမှာနံပါတ်1အနေနဲ့ဘာပါလဲဆိုလို့ရှိရင် tab group command dialog box lecture ဆိုပြီးကျွန်တော်တို့မှာပါပါတယ်နံပါတ်1 tab ပြီးလို့ရှိရင် group command dialog box lecture ဒါကကျွန်တော်တို့ဟောဒီက ribbon bar ထဲမှာပါတဲ့အရာတွေပြောလိုက်တာအဲ့တော့ဟုတ်ပြီကျွန်တော်စောနာတုန်းကကြော်ခဲ့တဲ့ဒီက ribbon display option ဆိုတဲ့ကောင်ရှိတယ်ဒီကောင်လေးပေါ့နော် ribbon bar ကိုကျွန်တော်ဖော်ပြတဲ့ပုံစံကိုကျွန်တော်ရွေးတာဒီပေါ်လေးကိုကျွန်တော် click ထောက်လိုက်မယ်ထောက်လိုက်လို့ရှိရင်ဒီမှာ auto hide နဲ့ show tab နဲ့ show tabs and command ဆိုပြီးပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်က auto hide ကိုသွားပြီး click ထောက်လိုက်မယ်နော်ထောက်လိုက်ပြီးရောအဲ့ဒါဆိုရင်ဟောဒီအပေါ်မှာရှိတဲ့ ribbon bar ရှိသေးလားဆိုတော့မရှိတော့ ribbon bar တစ်ခုလုံးပျောက်သွားပြီဆိုလို့ရှင်လား tab လည်းမပေါ် group လည်းမပေါ် command လည်းမပေါ်ဘာမှမပေါ်တော့ ribbon bar တစ်ခုလုံးပျောက်သွားတယ်အဲ့လိုမျိုးဖြစ်နေလို့ရှိရင်ကြောင်မသွားနဲ့မှားကြည့်လေးရဲ့ဘေးမှာဒီမှာ ribbon display option လေးရှိသေးတယ်ထောက်လိုက်မယ်ကိုကဘလို့ဖော်ချင်တာလဲဒီမှာကျွန်တော် show tab ကိုရွေးလိုက်မယ် show tab ဒါဆိုဘာပဲပေါ်တော့လဲဆိုဒီမှာ tab တွေပဲပေါ်တော့တွေ့လားကိုလိုချင် home tab ဆို home tab ကိုထောက် insert ဆို insert ကိုထောက်ဒါပေမဲ့ဟောဒီတော့ပြန်ထောက်တဲ့အခါမှာပျောက်သွားပါလိမ့်မယ်အောက်က command တွေရတော့အဲ့တော့ဘာပဲပေါ်မှာလဲဆိုတော့ဒီကောင်က tab ပဲပေါ်မှာထပ်ပြီးတော့ပြောင်းချင်သေးရဆိုအောက်က show tabs and command ကိုရွေးဒါဆိုရင်တော့အကုန်လုံးပေါ်ပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ဆက်ကဖွင့်ချင်းမှာဒါမျိုးတွေပေါ်နေတယ်ဘာမှမလို့ရှင်လည်းပျောက်နေတယ်အဲ့ဒါဆိုလို့ရှင်ဟောဒီက ribbon display option လေးနဲ့ကိုလိုချင်တဲ့အနေထားပေါ်မှာခေါ်ပေါ်တော့ကျွန်တော်ဒါဆိုလို့ရှင်စာတွေပါဖတ်တဲ့ခါဆိုလို့ရှင်တော့ဒီက auto hide ribbon နဲ့ပဲထားပြီးတော့မြင်ကွင်းကြင်နဲ့ပဲစာတွေဖတ်တယ်အဲ့လိုမှမဟုတ်ကျွန်တော်ဒီလိုထားလေရတယ်ပေါ့နော်အဲ့လိုပုံစံပေါ့နော်ကိုဖော်ချင်တဲ့ပုံစံကိုဖော်ပြီးတော့စာတွေပေါ်ထားလို့ရပါတယ်အဲ့တော့ဒီအပေါ်ကအတန်းလေးရမယ်ထင်ပါတယ်ပြန်ကြောရလို့ရှင်ဒါလေးကတိုက်တယ်ပါဒီကောင်လေးကတော့ ribbon display option ကျွန်တော်အခုပြောရတဲ့ຢာလေးပေါ့နော်ဒီကောင်လေးကတော့ minimize ဒီကောင်လေးကတော့ maximize or restore down ဒါလေးကတော့ကျွန်တော်ပိတ်တာပါ close ဖြစ်ပါတယ်ပေါ့ဒီကောင်လေးကတော့ကျွန်တော်တို့ဒီအုပ်စုလေးကတော့ quick access do ပါအလုပ်တွေကိုမြန်မြန်ဆန်ဆန်လုပ်လို့ရအောင်လို့ကိုယ့်အနေနဲ့အသုံးများတဲ့ do လေးတွေကိုထုတ်ပေးထားဒါဆိုကျွန်တော် undo redo ပေါ့နော်နောက်ပြန်ဆုပ်လိုက်ရှစ်တိုးလိုက်လုပ်ရတဲ့ do လေးတွေပေါ့နော်ဒါလေးတွေရှိမယ်ဒီဘက်က save လုပ်လေးရှိမယ်နော်အဲ့တော့ဒါလေးက quick access do ပါဒါကြီးတစ်ခုလုံးကျွန်တော်တို့တွေက ribbon bar လို့ခေါ်တယ် ribbon bar ထဲမှာမှ tab တွေပါတယ်အဲ့ tab တွေထဲမှာမှ group တွေထပ်ပါတယ်အဲ့ group တွေထဲမှာမှ command ကလေးတွေထပ်ပါတယ် command တွေအပြင်မှာ dialog box lecture ဆိုပြီးတော့လဲတီးတန်းတစ်ခုထပ်ပြီးတော့ရှိနေပါသေးတယ်အဲ့ဒီထိရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်ရှေ့ကိုပဲဆက်သွားမယ်ပေါ့နော်အဲ့တော့ဒီ ribbon bar ရဲ့အောက်မှာဒီမှာ1 2 3ဆိုပြီးစသဖြင့်ပေရန်ပုံစံလေးပါလိမ့်မယ်အဲ့ဒီကောင်လေးကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကြတော့သူတို့ကိုကြတော့ကျွန်တော်တို့တွေက ruler bar လို့ခေါ်တယ်ပေရန်ဘာပေါ့နော် ruler bar ပေရန်ဘာအဲ့တော့ပေရန်နဲ့တူလို့ကျွန်တော်ကပေရန်ဘာအဲ့ဒီပေရန်ဘာကဒီအပေါ်မှာတင်ရှိတာမဟုတ်ဘူးဒီအောက်မှာလည်းရှိဒီဘေးမှာပေါ့နော်ဒါလေးကိုကျွန်တော်တို့အလဲအလိုက်ရှိတာမို့လို့ horizon နဲ့ ruler bar လို့ခေါ်ပြီးတော့ဒီကောင်လေးကိုကျွန်တော်တို့တွေက vertical ruler bar လို့ခေါ်ပါတယ်
ရမလား original နဲ့ vertical okay မယ်နော်ဒါလေးကျွန်တော်တို့ရ ruler ပါဖြစ်ပါတယ်ဘယ်အချိန်မှာသုံးလဲဆိုကျွန်တော်တို့ site ဘက်က site ဘယ်လောက်ရှိသလဲ margin တွေဘယ်လောက်ထားမလဲ site လို့ရအောင်ကဘယ်လိုအခြေအနေသုံးပါလဲဒါမျိုးကျွန်တော်တို့သုံးတဲ့ခါမှာသုံးပါတယ်ပေါ့နော်ဒါမျိုးအခြေအနေမှာသုံးပါတယ်ဒါလေးကကျွန်တော်တို့ ruler ပါဖြစ်ပါတယ်အောက်ကိုကျွန်တော်ဆက်သွားပါမယ် ruler ပါလေးအောက်ကိုပေါ့နော်အဲ့တော့အောက်ကိုဆက်သွားတဲ့အခါမှာကျွန်တော်ဒီစာလေးကိုဖြတ်လိုက်တော့မယ်ပေါ့နော်အောက်ကိုဆက်သွားတဲ့အခါမှာဒီမှာအဖြူရောင်စာရွက်ကြီးတွေ့လိမ့်မယ်ဖြူရောင်စာရွက်ကြီးဒီကောင်းကြီးဒါကြီးကျွန်တော်တို့တွေက work area ပါအလုပ်လုပ်ရမယ့် area ကျွန်တော်တို့စာတွေရိုက်ထည့်ရမယ့်နေရာကြီးစာရွက်ကြီးပေါ့ဗျာပြောချင်တာတော့စာရွက်ကြီးဖြစ်ပါတယ်အဲ့ဒီစာရွက်ကြီးပေါ်မှာပဲဒီမှာမိတ်တုံအချောင်းကလေးရှိရပေါ့နော်ဒါကျွန်တော်အခုဒီမှာလှုပ်နေတဲ့ iPhone ပုံစံအချောင်းလေးရှိတယ်အဲ့ဒါလေးကကျွန်တော်တို့တွေက mouse binder ပါသူကတော့ကျွန်တော်တို့ရဲ့ဟိုအခြေအနေပေါ်မှာမူတည်ပြီးလိုက်ပြောင်းပါတယ်ဒီမှာဆိုလို့ရှိရင်မြားပြောင်းတယ်ဒီမှာဆိုရင် iPhone ပုံစံလေးပြောင်းသွားတယ်ဒီကောင်လေးကိုကျွန်တော်ပြောချင်တာအဓိကဒီမိတ်တုံအချောင်းလေးကိုပြောချင်တာအဲ့ဒီကောင်လေးကကျွန်တော်ဗာလဲဆိုတော့ insertion point ဖြစ်ပါတယ် insertion point ဒီကောင်လေးက insertion point ပေါ့နော်ဒါကျွန်တော်တို့တွေက mouse binder ဖြစ်ပါတယ်ဒီကောင်လေးကတော့ insertion point လို့ခေါ်ပါတယ်အဲ့တော့ work area ရှိမယ် insertion point လေးရှိလိမ့်မယ်ဘာကြောင့်မလို့ insertion point လို့ခေါ်ရလဲဆိုတော့ကျွန်တော်လာမယ့် lesson တွေကြရင်ထပ်ပြီးတော့အသေးစိတ်ပြောသွားမယ်ဒီမှာကျွန်တော်တို့တွေက insertion point လို့ခေါ်ရဲဆိုတာမှတ်ထားပေးပါဒီကောင်လေးဒါလေးကတော့ကျွန်တော် work area ဟုတ်ပြီဒီဘက်ညာဘက်ကိုဆက်သွားမယ်ဒီမှာဘာလေးရှိလဲဆိုလို့ရှိရင်ဒီမှာဘာတန်းလေးတစ်ခုထပ်ရှိရပေါ့နော်ဒီကောင်လေးကကျွန်တော်ဘလို့လှုပ်လဲဆိုလို့ရှိရင်ကျွန်တော်စာလေးနဲ့ပြမှမြင်ရမယ်ပေါ့နော်ဒီမှာဆိုရင်ဟိုဘက်ကဘာတန်းလေးဘလို့လှုပ်လဲပြမယ်နော်ဒီမှာကြည့်ကျွန်တော်ရဲ့ဘာတန်းလေးရှိရဒီဘော်လေးကိုလက်ညှိုးလေးနဲ့ကလစ်ဖိပြီးတော့ဆွဲရွှေ့မယ်ဒါဆိုကျွန်တော်တို့တွေကအထက်အောက်လေးရွေ့နေပါလိမ့်မယ်ဒါကျွန်တော်တို့တွေက scroll လုပ်ရတဲ့ဘာတန်းလေးပြဘာနဲ့တူလဲဆိုလို့ရှိရင် mouse မှာပါတဲ့ scroll wheel scroll bane လေးကိုလှိမ့်နေတယ်အတူတူပါပဲဒီမှာအထက်အောက်လှိမ့်နေလို့ရှိရင်ဒါကျွန်တော်အခု bane ကိုလှိမ့်နေရပါတော့အဲ့လိုပုံစံနဲ့ဟောဒီက scroll bar လေးနဲ့ကလစ်ဖိပြီးတော့အထက်အောက်ရွှေ့ရတယ်အတူတူပဲအခုအနေနဲ့ကစာမျက်နှာ50 60လောက်ကြီးကိုလှိမ့်နေတာယူမှာ scroll bar ကိုသုံးပေါ့နော်အဲ့လိုမဟုတ်ဘူးကိုကsorry ကိုအနေနဲ့စာမျက်နှာ50 60လောက်ရှိတဲ့ဟာကြီးကိုဆွဲကျင်လို့ရှိရင်ကျတော့ scroll bar ကိုသုံး scroll wheel ကိုတော့မသုံးနဲ့ဘာလို့လဲဆိုတော့ scroll wheel နဲ့သာအရွယ်60လောက်သာကျွန်တော်တို့100လောက်သာလှိမ့်နေရမယ်ဆိုရင်ဘိန်းပဲပူးလာပြီးကျွတ်သွားလိမ့်မယ်โอเคเนาะအဲ့တော့ကျွန်တော်တို့ဟောဒီကနေ scroll bar လေးနဲ့အောက်ကိုတိုင်းမျိုးဆွဲချလို့ရပါတယ် scroll bar မှာဒီမှာအထက်အောင်များလေးရှိသေးတယ်အဲ့ဒီများလေးတွေကလည်းနှိမ့်နေပြီးတော့ကျွန်တော်တို့သွားလို့ရပါတယ်နှိမ့်တယ်ဆိုတာကလက်ညှိုးလေးနဲ့ left click လေးကိုနှိမ့်ပြီးတော့ဒါကျွန်တော်တို့သွားတာဖြစ်ပါတယ်လိုမျိုးပုံစံပေါ့เนาะအဲ့တော့ scroll bar လေးလို့ခေါ်ပါတယ် mouse ကဘိန်းနဲ့လည်းအတူတူပါပဲပေါ့နော် scroll wheel လေးဖြစ်ပါတယ်ဒီရမယ်လို့ထင်ပါတယ်အဲ့တော့ပြန်ကြောရလို့ရှိရင် ruler bar work area insertion point scroll bar လေးဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော် scroll bar ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီ scroll bar လေးပြီးလို့ရှင်ကျွန်တော်အောက်ကိုပဲဆက်သွားမယ်ဒီအောက်ခြေမှာဆိုလို့ရှင်ဒီမှာ page 101ဆိုပြီးရှိတယ်ဒီမှာဆို0 watt ပေါ့နော်ဒါလေးကိုကျွန်တော်တို့တွေက status bar လို့ခေါ်ပါတယ်နာမည်လေးမှတ်ထားပါတော့ status bar ကျွန်တော်အနေနဲ့ဒါကြီးကိုဘယ်လိုခေါ်လဲဆိုတာအများကြီးပြထားတယ်ပုံလေးလည်းထပ်ပို့ပေးပါမယ်ဒါလေးကတော့ status bar ဖြစ်ပါတယ်ဟောဒီဘက်မှာဆိုလို့ဒါကျွန်တော်တို့တွေက zoom ပုံစံကြည့်လို့ရတယ်ဒီမှာအပေါင်းနော် zoom ချဲလို့ရတယ်ကျုံလို့ရတယ်ဒီလိုပုံစံဒါလေးရှိလိမ့်မယ်ဒါလေးကိုတော့ကျွန်တော်တို့တွေက view button လို့ခေါ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ zoom အကျုံအချဲလုပ်တဲ့ပုံစံလေးဖြစ်ပါတယ် okay အဲ့တော့ Microsoft ဖွင့်မြင်ခြင်းမှာပေါ်တဲ့အခြေအနေဒီလိုပုံစံလေးအားလုံးရမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာ Microsoft ရဲ့ထဲကိုစာရိုက်ပါတော့မယ်ဒီဗီဒီယိုလေးကတော့အခေါ်အဝေါ်တွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ